ပြည်သူတွေအားလုံးစောင့်မျှော်နေကြတဲ့ UFC 324 ပွဲစဉ်ကတော့ဒီလ24ရက်နေ့မှာကျင်းပတော့မှာပါဒီပွဲရဲ့ကောင်ပွဲကတော့အားလုံးသိကြတဲ့အတိုင်း Justin Gaethje နဲ့ Paddy Pimblett တို့ရဲ့ Lightweight ကြားဖြတ်ချန်ပီယံကပတ်လူပွဲဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲရိုးရိုးချန်ပီယံကပတ်လူပွဲတစ်ပွဲဆိုတော့အများကြီးပိုတာနေပါတယ်အလဲတို့ပြင်လို့လူသိများတဲ့ Justin Gaethje အတွက်ဒီပွဲကသူ့ရဲ့နောက်ဆုံးပွဲစဉ်များဖြစ်သွားမလားဆိုတာတော့အားလုံးရင်ကုန်စရာပါဘာဝိသမမိတ်ချိုင်းမှာပြန်လဲကြိုးဆိုလိုက်ပါတယ်သက်38နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Justin Gaethje ကဒီပွဲတော့သူ့တပွားအလုံးကိုပုံအောထားတယ်လို့လည်းဆိုပါတယ် Christmas နဲ့ New Year လို့နေ့တကူရုံးပေးရက်တွေမှာတော့မှမိသားစုနဲ့သူတို့အနားယူတာတွေမရှိဘဲလေ့ကျင့်ရေးကွင်းနေခြင်းနေမှာပဲသူကအချိန်ကုန်ဆုံးခဲ့တာပါဘာဖြစ်လို့ဒီလောက်ဒီအားဆိုင်ထုတ်နေရတာလဲဘာဖြစ်လို့ဒီလောက်ဒီစူးစမ်းနေရတာလဲဆိုတော့အဖေကရှင်းပါတယ်ဒီပွဲကသူချန်ပီယံပြန်ဖြစ်ဖို့အတွက်နောက်ဆုံးခွင့်ရဖြစ်နေတဲ့ပွဲမို့လို့ပါဒီပွဲဖြစ်လာရတဲ့အကြောင်းအလဲအားလုံးသိတဲ့အတိုင်းပဲလက်ရှိချန်ပီယံအီလီယာတူပိုရီယာမိသားစုပြဿနာတွေကြောင့်2026ခုနှစ်ရဲ့ပထမဆုံး3လပတ်ဇန်နဝါရီဖေဖော်ဝါရီမတ်ဒီ3လအတွင်းမှာဘယ်ပွဲမှထိုးသက်မှာမဟုတ်ဘူးဆိုပြီးတရားဝင်ကြေညာထားတာပဲဖြစ်ပါတယ်သူရဲ့ပုဂ္ဂိုလ်ရေးပြဿနာတွေအာရုံစိုက်ဖြေရှင်းချင်နေတာကြောင့်ပွဲတွေကိုခဏခဏနားထားတယ်လို့လည်းဆိုပါတယ်သူမရှိတဲ့ချိန်မှာ UFC အနေနဲ့နောက်မှတန်းစီနေတဲ့ကစားသမားတွေကိုမဆောင်ဆိုင်စေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ UFC က Paddy Pimblett နဲ့ Justin Gaethje တို့ကို Lightweight ကြားဖြတ်ချန်ပီယံကပတ်လူပွဲတစ်ပွဲအနေနဲ့စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ဒါကို Ilia Topuria အနေနဲ့လည်းသဘောတူခဲ့ပါတယ်။စိတ်ဝင်စားကြတဲ့ခုကတော့ Justin Gaethje ရဲ့နီးပြဖြစ်သူ Wiseman ကနောက်ဆုံးအင်တာဗျူးမှာတခုလိုပြောခဲ့တာဖြစ်ပါတယ်။သူကဗာပြောခဲ့တာလဲဆိုရင်တော့ဒီပွဲကကျွန်တော်တို့ရဲ့နောက်ဆုံးခီးစဉ်ဖြစ်သွားနိုင်ပါတယ်လို့ဆိုခဲ့တာပါ။ Wiseman ပြောသွားတဲ့အထဲမှာစိတ်ဝင်စားကြကောင်းတာနောက်တစ်ခုကတော့ Gatekeeper ဆိုတဲ့အကြောင်းပါငါတို့ကချန်ပီယံဖြစ်ဖို့ကစားနေတာဗိုက်ဆာရရင်တတနဲ့တတိဆလူငယ်တွေကိုလက်ရည်စစ်ပေးရတဲ့ဂိတ်ဆောင်ကောင်းနေ Gatekeeper အဆင့်နဲ့ငါတို့ကထိုးသက်မှာမဟုတ်ဘူးဆိုပြီးတော့ပြပြတတပွင့်ပွင့်လင်းလင်းကိုပြောခဲ့တာပါဒါက Justin Gaethje ရဲ့ဂုဏ်တိတ်ခါနဲ့သူ့ရဲ့ယက်တီချက်ကိုဖော်ပြသွားတယ်လို့ပဲကျွန်တော်တို့ကတော့မြင်ပါတယ် Paddy Pimblett အနေနဲ့ကတော့ခုလက်ရှိမှာနိုင်ပွဲဆက်နေပြီးအချိန်ဟုန်အလွန်ကောင်းနေတဲ့လူတစ်ယောက်ပါလူတစ်ပြည့်နောက်ဆုံးပွဲမှာမိုက်ကယ်ချန်နာဝန်နာယူခဲ့ပြီးနောက်ပဲသူ့ရဲ့ယုံကြည်မှုအထွတ်ထိပ်ကိုရောက်ရှိနေတာပါအာမန်ပြင်းနဲ့ကွန်ပျူတာလည်းပဲစိုးဟိုက်နေတာပါအသက်38နှစ်အရွယ်ဝိုင်း Justin Gaethje လိုဖိုက်တာအနေနဲ့သူ့ရဲ့ကျမ်းမာရေးမိသားစုအနာဂတ်ဒါတွေအားလုံးကဒီပွဲကအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲကနိုင်ငံချန်ပီယံတယောက်အနေနဲ့ဆက်လက်ရှင်းတမ်းမယ်ဒီပွဲကိုရှုံးခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ချစ်တဲ့အလဲထိုးပြင်ကြီးကိုအရကန်ကွင်းထဲမှာနောက်ထပ်မြင်တွေ့ရဖို့ဖြစ်နိုင်တော့မှာမဟုတ်ဘူးလို့ထင်ပါတယ်ခင်ဗျားတို့အနေနဲ့ရောဒီပွဲကိုဘယ်လိုမြင်လဲဗျ Justin Gaethje ကပဲ Paddy Pimblett ကိုအနိုင်ယူပြီးနောက်ဆုံးသူ့ရဲ့ရီမန်းချက်ကိုအကောင့်ထဲဖော်သွားနိုင်မယ်လို့မြင်လားဒါမှမဟုတ် Paddy ကပဲ One Year Fighter ယူအနားယူသွားနိုင်အောင်ကျုံးပေးလိုက်မယ်လို့မြင်လားဘယ်လိုမြင်ပါခုလာမယ့် January 24ရက်မှာတော့အဖြေတစ်ခုထွက်မှာဖြစ်ပါတယ် Personally ကျွန်တော်အမြင်ပြောမယ်ဆိုတော့ Justin Gaethje ကိုအနိုင်ရစေချင်ပါတယ်ဒီပွဲကိုအနိုင်ရရှိပြီးချန်ပီယံကပတ်ကိုရကပတ်ကာကပွဲနှစ်ပွဲသုံးပွဲလောက်ထိုးတက်ပြီးတော့မှအနားယူသွားတာမျိုးဖြစ်စေချင်ပါတယ် UFC လို promotion ကြီးမှာ Justin Gaethje တို့ကစားသမားတယောက်အနားယူသွားတာနှမျိုးစရာအလွန်ကောင်းပါတယ် Okay ဘယ်လိုမြင်လဲဆိုတော့ comment မှာခန့်မှန်းပေးသွားကြပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်